Mobile တိုင်းရဲ့ကိုနှစ်ပြည့် anniversary မှာ Fanny ရဲ့ anniversary စကင်ကိုအလကားရရှိမှာဖြစ်ပါရဲ့ရှင်။အဲဒီတိုင်းရဲ့ကိုချစ်လက်မှာပါဝင်ပြီးတော့ Diamond 999လုံးကိုကန်ထူလိုက်ရအောင်နော်။အဲဆို Mobile တိုင်း official page ကို follow လုပ်ရပါမယ်။ကိုနဲ့ပတ်သက်တဲ့ canal တွေကို game ထဲမှာဖန်တီးပေးရမယ်ပေါ့နော်။ဥပမာကိုကြီးရပဲဖြစ်ဖြစ်ကိုခတီးရပဲဖြစ်ဖြစ်ကိုခကူညီလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးလေးတွေပေါ်တဲ့ဟာလေးတွေကိုပြပေးရပါမယ်ရှင်။ဒီမီစီကနေကိုင်းနေတဲ့ဗီဒီယိုဖိုင်ရှင်တွေကို Mobile Legends Official Page ကနေတရင်တုံခုလုံးနဲ့ repost ယူပေးမှာဖြစ်ပါတယ်။အဲ့ဒီအနိုင်ရရှိရဲ့သူတွေကဒါ Diamond 999လုံးကိုရရှိမှာပဲဖြစ်ပါရဲ့ရှင်။ Event color ကတော့ November လ3ရက်နေ့နဲ့အော်တိုဘာလ3ရက်နေ့အထိပဲဖြစ်ပါရဲ့ရှင်။ hashtag နှစ်ခုသုံးပေးရပါမယ်။ MLBB 999နဲ့ MLBB 98ဆိုပြီးတော့ဒီကိုနေကြီး hashtag နှစ်ခုသုံးပေးရပါမယ်။အဲ့ဒါသုံးပြီးတော့ public အနေထားသူနိုဝင်ဘာလ20ရက်နေ့အထိလူများကြည့်ရှုနိုင်တဲ့အနေထား public အနေထားနဲ့ရှိမှသာလဲဒီဗီဒီယိုကအကျုံးဝင်မှာဖြစ်ပါတယ်တကယ်လို့ Mobile Legends Official Page ကနေပြီးတော့ဗီဒီယိုကိုရွေးချယ်မယ်ဆိုလို့ရှိရင်သူတို့က repost ယူပြီးမှာဖြစ်ပါတယ်အဲ့ဒီခါကျလို့ရှိရင် game နဲ့ကို Diamond 999လုံးကိုသူတို့ကပြန်ပြီးရမြင့်တဲ့သက်ဆောင်ကိုပြီးတော့မှာဖြစ်ပါတယ်ဒါကတော့ချူကကိုချစ်လက်မှာပါဝင်ထားရဖြစ်ပါတယ်အနိုင်ရရှိရဲ့သူတွေကိုတော့ Direct Message ကနေပြီးတော့ဆက်သွယ်မှာဖြစ်ပါတယ်။ဆိုရင်နေ့ကစပြီးတော့9ရက်အတွင်း KIN ကိုပို့ပေးမယ်ဆိုလို့ရှိရင်15ရက်အတွင်းမှာ in-game နဲ့ကို Diamond 999လုံးကို15ရက်အတွင်းပဲပို့ပေးမှာဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ပဝင်ပို့လည်းမမေ့ကြပါနဲ့။